Okay အဲ့တော့ကျွန်တော်တို့ finally video idea တွေစရှာမဲ့အချိန်ကိုရောက်ပါပြီအဲ့တော့ကျွန်တော်တို့ channel idea နဲ့ video idea နဲ့နည်းနည်းကွဲပြားအောင်လုပ်နော် channel idea ဆိုတာကကျွန်တော်တို့ channel ကြီးတစ်ခုလုံးကိုကျွန်တော်တို့ဘယ်ပေါ်မှာ TV တိစောက်မှာလဲ channel niche ကပါလဲဒါကိုကျွန်တော်ပြောချင်တာ video idea ဆိုတာကကျတော့ကျွန်တော်တို့ဟိုအဲ့ channel မှာပဲတင်မဲ့ video idea ပေါ့ဥပမာကျွန်တော်တို့ဥပမာပေါ့ကိုက hint ချက်တဲ့ video cooking channel တခုကျွန်တော်လုပ်ပြီးပေါ့ကျွန်တော်ရဲ့ hint ချက်တဲ့ video တွေကိုကျွန်တော်ရဲ့ cooking channel မှာတင်မယ်ပေါ့ဒါဆိုရင်ကျွန်တော်စဉ်းစားရမယ့်ပိုင်းတွေပါလဲဆိုတော့ကျွန်တော်တို့ဘာ hint ချက်မှာလဲနောက်ရှိတဲ့ဘက်ကြလို့ရှိရင်ဘာ hint ချက်ပြမှာလဲဘာနဲ့ရောချက်မှာလဲအဲ့ဒါမျိုးဒါ video idea တွေပြီးရင် hint ချက်တာကြီးပဲပြနေလို့ရှိရင်မကောင်းဘူးလေကျွန်တော်တို့ဈေးသွားဝယ်တာပြရအောင်မလားဒါမှမဟုတ်လို့ရှိရင်တခုခုလှုပ်ရှားတာပြရမှာလားအဲ့ဒါမျိုးတွေကကျွန်တော်တို့ခုနပြောတဲ့ video idea တွေကိုပြောတာအဲ့တော့ဒီမှာအဲ့ video idea ကိုဘယ်လိုရှာရမလဲဆိုတော့နီလန်း10ခုကိုကျွန်တော်ဒီမှာပြပြမှာဖြစ်ပါတယ်ရေးအဲ့တော့ကြည့်အောင် okay ပထမနီလန်း YouTube search YouTube ကနေပြီးတော့ရှာပါအဲ့တော့ရှင်းလေးပဲရိုးရိုးလေးပဲကိုယ့်ရဲ့ YouTube မှာ YouTube ဖွင့်လိုက်ပါ YouTube.com ကိုတွားလိုက်ပါပြီးရင်ကိုယ့် channel idea နဲ့တူတဲ့ keyword စကားလုံးတွေသုံးပြီးရိုက်ရှာကြည့်ပါအဲ့ဒီမှာစကားလုံးတစ်လုံးပါလာပါတယ် keyword เนาะအဲ့ဒါမှတ်ထားပါအဲ့တော့ရှာတွေ့တဲ့အထက်မှာကိုယ်နဲ့ကြိုက်မဲ့မြန်မာနိုင်ငံနဲ့လည်းအဆင်ပြေမဲ့ idea တွေကိုမှတ်ထားပြီးတော့ဗီဒီယိုပြန်လုပ်နိုင်ပါတယ်ဆိုတော့တဘောကကျွန်တော် YouTube.com ကိုတွားလိုက်ပြီးကြလို့ရှိရင်ကျွန်တော်တို့တစ်ခုခုရှာကြည့်လိုက်เนาะအဲ့ရှာကြည့်တဲ့စကားလုံးရှာလိုက်တာနဲ့ဗီဒီယိုတွေကြာလာလိမ့်မယ်အဲ့ကြာလာတဲ့ဗီဒီယိုတွေကကျွန်တော်တို့ရဲ့ channel နဲ့ကိုက်ညီမဲ့ဟာတွေရှိလိမ့်မယ်အဲ့ဒီထဲကအဆင်ပြေမဲ့ idea တွေကိုမှတ်ထားပြီးတော့မှကျွန်တော်တို့ပြန်ပြီးတော့ဗီဒီယိုပြန်လုပ်လို့ရတယ်အဲ့တော့နိုင်ငံခြားဗီဒီယိုတွေကြာလာလိမ့်မယ်မြန်မာနိုင်ငံရဲ့ဗီဒီယိုတွေကြာလာလိမ့်မယ်ဘယ်ဟာပဲကြာလာကျွန်တော်တို့အဲ့ဒါကိုပြန်လုပ်လို့ရမလားပိုကောင်းအောင်လုပ်လို့ရမလားမတူတဲ့ပုံစံပြန်လုပ်လို့ရမလားစဉ်းစားပြီးတော့မှကျွန်တော်လုပ်လို့ရမယ်ဒါသည် YouTube search ကနေပြီးတော့ idea ရှာတာဖြစ်ပါတယ် okay နောက်တစ်ခုကကျတော့ကျွန်တော် YouTube search suggestion YouTube search suggestion ဆိုတာကျတော့ဘာလဲဆိုလို့ရှိရင်ကျွန်တော်က youtube.com မှာတွားပြီးတော့ခုနကလိုပဲရိုက်တိုက်တာပဲပေါ့နော်ဒါပေမဲ့ရိုက်ပြီးတော့ရှာတဲ့အချိန်မှာ enter မခောက်ခင်မှာအောက်မှာ suggest လုပ်ပေးတဲ့ဟာရှိတယ်ဥပမာကျွန်တော်တို့က make money လို့ရိုက်လိုက်လို့ရှိရင် make money နဲ့စတဲ့စကားလုံးတွေကျွန်တော် suggest လုပ်ပေးတာအများကြီးတွေ့နိုင်မယ် okay အဲ့လိုမျိုးစကားလုံးတွေထဲမှာလည်း idea တွေအများကြီးရှိတယ် make money လို့ရိုက်လိုက်လို့ရှိရင် make money without video make money on YouTube ဘာညာပေါ့ဗျာပြီးရင် how to လို့ရိုက်လိုက်လို့ရှိရင် how to နောက်မှာအများကြီးထွက်လာတယ်အဲ့ဒါဒီ YouTube ကနေပြီးတော့မှရှာနေကြတဲ့လူတွေရဲ့စကားလုံးတွေဖြစ်တဲ့အတွက်တကယ်လည်းလူတွေလိုအပ်နေတဲ့ဟာတွေလည်းဖြစ်တယ်အဲ့ဒီကနေပြီးတော့လည်းကျွန်တော်တို့ idea ကောင်းကောင်းတွေအများကြီးရနိုင်နေရှိတယ် okay number 3 competitors เนาะပြိုင်ဘက်တွေစီရင်တွားကြည့်တာ okay အဲ့တော့ပြိုင်ဘက် channel တွေကိုမှတ်ထားမယ်ကျွန်တော်တို့ဘယ်သူတွေကျွန်တော်တို့ပြိုင်ဘက်လဲဆိုမှတ်ထားမယ်ပြီးရင်သူတို့ဘာလုပ်နေလဲဆိုတာတွားကြည့်ပါအဲ့တော့အဲ့တွားကြည့်ပြီးတော့မှသူတို့တင်ထားခုနကပြောသလိုပဲသူတို့တင်ထားတဲ့ဗီဒီယိုတွေတဲ့ငါတို့ပိုကောင်းအောင်လုပ်နိုင်မလားပိုဆောင်အောင်လုပ်နိုင်မလားဥပမာသူကထားပါတော့ကိုကဒီကျွန်တော်တို့ knowledge channel တခု run နေဆိုပါစို့အဲ့တော့ကျွန်တော်တို့တင်မဲ့ channel တခုကနေတခုတင်ထားရဥပမာစားပါတော့ကဘာပေါ်မှာတရေအချောက်ဆုံးအင်ကြီး9လုံးကြာတော့တင်ထားတယ်တွားကြည့်လိုက် okay ဒီမှာ video idea တခုရတယ်ကဘာပေါ်မှာအကျန်းဆုံးတရေအချောက်ဆုံးအိမ်10လုံးသူက9လုံးဆိုကိုက10လုံးလေဟုတ်တယ်မလားအဲ့လိုမျိုးပိုကောင်းအောင်ပိုဆောင်အောင်ထည့်လို့ရတယ်ဒါမှမဟုတ်လို့ရှိရင်သူကအိမ်လို့ပြောရင်သူကကဘာပေါ်မှာတရေအချောက်ဆုံးတင်မောပြက်ကြီး9ခုကဘာပေါ်မှာတရေအချောက်ဆုံးနန်းတော်10ခုကဘာပေါ်မှာတရေအချောက်ဆုံးထားပါတော့စာတင်ကျောင်း9ကျောင်းသူကအိမ်ဆိုကိုကစာတင်ကျောင်းနန်းတော်ကျွန်တော်တို့ဒီမှာတဲပုတ်မြေအောင်ခန်းအခုရှောက်ထည့်လို့ရတယ်တဘောကလေရှိမှာပဲအဲ့ဒါမျိုးလေးနောက်ခဏပြောသလိုပေါ့ဟင်းချက်တဲ့အကြောင်းပေါ့နော်အဲ့တော့ဒါပါတော့ငရုတ်သီးကိုတုံးပြီးတော့မှဟင်းချက်ဒီဟင်းလေးတစ်ခုကိုချက်ပြမယ်ဆိုတယောက်ကချက်ပြထားတယ်ကိုပြိုင်မဲ့တယောက်ကကိုကသွားကြည့်တယ်ရောโอเคအဲ့တော့ဟုတ်ပြီငရုတ်သီးကိုတုံးပြီးတော့မှအရသာရှိတဲ့ငရုတ်သီးကိုတုံးပြီးချက်လို့ရတဲ့အရသာရှိတဲ့ဟင်း3မျိုးတဘောကလေသူ့ဟာကိုကပိုကောင်းအောင်လုပ်လို့ရတယ်သူ့ဟာထဲပိုစုံအောင်လုပ်လို့ရတယ်သူ့ idea ကိုပုံစံပြောင်းပြလို့ရတယ်သူ့ idea ကကိုစိုက်ရမဲ့လုပ်လို့ရတယ်သူကကဘာပေါ်မှာအရေးအရှိဆုံးလူ900အကြောင်းဆိုကိုကကဘာပေါ်မှာအရေးအပူဆုံးလူ900အကြောင်းပြောလို့ရတယ်ဒါမို့ကဘာပေါ်မှာဗလားအတောင်ဆုံးလူ900အကြောင်းပြောလို့ရတယ် idea တွေကအဲ့လိုထွက်လာတာနော်အဲ့ဒီအားလုံးက Google မှာရှိပြီးသားပဲသွားရှာလို့ရတယ် okay အဲ့တော့ဒါဒီကျွန်တော်ဒီမှာပြောချင်တဲ့ပုံစံမှာဒီမှာတော့ကျွန်တော်နမူနာလုပ်မပြတော့เนาะကျွန်တော် idea ကိုကျွန်တော်ပြောတဲ့ idea ကိုရမယ်လို့ထင်ပါတယ် okay number 4 inspiration so နိုင်ငံခြားကကိုယ့် channel နဲ့သဘောတရားတူတဲ့ channel တွေကိုကျွန်တော် subscribe လုပ်ထားပါကျွန်တော်ဆိုလို့ရှိရင်ကျွန်တော် channel သဘောတရားတူတဲ့ကျွန်တော် channel တွေအကုန်လုံးတော့မဟုတ်ပြကျွန်တော်သဘောကျတဲ့ channel တွေတွေကတော်တော်ကောင်းတဲ့ channel တွေကျွန်တော် subscribe လုပ်ထားတယ်
သူတို့ဘာတွေတင်တယ်လဲသူတို့တင်တဲ့ idea တွေကိုပြန်သုံးလို့ရတယ်ဆိုတော့ဒဲကြီးကူဖို့ပြောတာမဟုတ်ဘူးအဓိကပြောချင်တာကတော့ inspire ယူပြီးတော့မှကျွန်တော်မြန်မာနိုင်ငံနဲ့ကိုက်ညီအောင်ပြန်ပြောင်းဖို့ပေါ့တချို့ဟာတွေကမြန်မာနိုင်ငံနဲ့မကိုက်ညီဘူးအခုကျွန်တော်တို့ YouTube ဘိုင်းဆိုလို့ရှိရင်မြန်မာနိုင်ငံမှာအခုမှစတာဟိုကောင်နေစီမှာစတာ10နှစ်15နှစ်ဖြစ်နေပြီဆိုတော့သူတို့ပြောနေတဲ့အခု level ပြောနေတဲ့ဟာတွေကျွန်တော်တို့မြန်မာနိုင်ငံမှာအခုသုံးလို့မရဘူးကျွန်တော်အခု CBN RBN အကြောင်းပြောလို့ရှိရင်ဒီအမိတ်ဆွေကောင်းနေတဲ့စားပါနေ CBN နဲ့ RBN ပါလဲတို့ရဲ့စီမှာ CBN ဆိုလို့ပြောလို့ရှိရင်လူတိုင်းသိနေပြီเนาะအဲ့တော့ CBN RBN ဆိုဘာလဲဆိုတော့ကျွန်တော်ရှင်းပြပါမယ်เนาะကျွန်တော်နောက်ပိုင်းဗီဒီယိုတွေမှာပါမှာပေါ့เนาะလောလောဆယ်အဓိကပြောချင်တာကအဲ့ဒီခုနကပြောတဲ့သူတို့ဘာတွေတင်တယ်လဲဆိုတာကို inspire လုပ်ပြီးတော့မှကျွန်တော်တို့ရဲ့ဗီဒီယိုတွေမှာပြန်သုံးလို့ရတယ်ကျွန်တော်ဗီဒီယိုတွေမှာအဲ့အရာတွေကိုပြန်သုံးပြီးတော့အဲ့ဒီ idea တွေကိုပြန်သုံးပြီးတော့မှမြန်မာလူထုနဲ့ဒါမှမဟုတ်ကျွန်တော်တို့ target ထားတဲ့ target audience နဲ့ကိုက်ညီအောင်ပြင်ဆင်ထားတဲ့ video idea တွေပြန်ထွက်လာအောင်လုပ်လို့ရတယ် okay ဟုတ်ပြီနော်ဒါကတော့ number 4 okay number 5 curation ဒါလည်းအရင်ကောင်းတယ် curation ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့စုတာဆိုတာဘာလဲဆိုတော့တခုတည်းကိုဒဲ့ကူးတာမျိုးမဟုတ်ဘဲလေဟိုကတခုဒီကတခုယူတာကိုပြောတာ okay ဆိုတော့ခုနကဟာလေးပေါ့တရေအရင်6တဲ့အိမ်9အိမ်အကြောင်းတယောက်ကတင်တာနောက် channel တခုကကျတော့တရေအရင်6တဲ့စာတင်ကြောင်း9ကြောင်းအကြောင်းတင်ထားတယ်ကျွန်တော်ကဘာလို့လို့ရလဲအိမ်9အိမ်တွေကကောင်းတဲ့အိမ်3အိမ်ယူလိုက်မယ်စာတင်ကြောင်းတွေကကောင်းတဲ့စာတင်ကြောင်း3ကြောင်းယူလိုက်မယ်ပြီးရင်ပြီးပေါင်းလိုက်မယ်တရေအရင်6တဲ့အိမ်နဲ့စာတင်ကြောင်းနေရာ6ခုအကြောင်းတော့ပါလေအဲ့တော့ပြိုကျသွားတဲ့တရားကြီး9စင်းတယောက်ကပြောတယ်အသေးဆောက်ခဲ့တဲ့တရားကြီး3စင်းတယောက်ကပြောထားတယ်အဲ့နှစ်ခုပေါင်းလိုက်မယ်ဟိုက9ခုသလုံးကနေရ2ခုပဲယူပေါ့ဗျာဒီဘက်က3ခုယူပြောလို့ရှိရင်ဒီနှစ်ပိုင်းတွေအတွင်းမှာပြိုကျသွားတဲ့တရားတွေနဲ့အသေးဆောက်ခဲ့တဲ့တရားတွေကမ္ဘာ world record ဘာတွေရှိတယ်လဲဒါမျိုးကျွန်တော်ပြန်ပေါင်းလိုက်ဥပမာပြပြအဲ့ဆိုလို့ရှိရင်ထားပြီးတော့ဟင်းချက်နီးစံနီးဟိုကောင်ကလည်းဟင်းချက်နီးစံနီးတင်ထားတယ်ဒီဘက်ကလည်းဟင်းချက်နီးစံနီးတင်ထားတယ်ကိုကလည်းဟင်းချက်နီးတင်တဲ့ channel ဆိုလို့ရှိရင်ဟင်းချက်နီးဟိုဘက်ကနေ2ခုယူဟိုက2ခုယူဟိုက3ခုဒီက4ခုယူပေါင်းလို့ရှိရင်ဟင်းချက်နီးစံနီးဆိုကိုကပြန်လို့ရတယ်ဟိုဘက်ကစံနီးတွေက2ခုယူထားတယ်လေဟိုဘက်ကစံနီးတွေက2ခုယူထားတယ်လေနောက်တစ်ဘက်ကစံနီးတွေက3ခုယူထားတယ်လေအဲ့ဒါအလုံးပေါင်းလိုက်ပြီးတော့10ခုပြည့်သွားတော့ကိုကလည်းစံနီးဆိုပြီးတော့အကုန်ပြန်ပေါင်းလို့ရတယ်သဘောကနော်ဆိုတော့သဘောက correct လုပ်တယ်ဆိုတာစုတာကိုပြောတာနော်ခုနကပြောသလိုပေါ့ကျွန်တော်ငယ်ငယ်တော့စာရေးကုန်းရေးပြီးတော့မလားစုတုပြုစုပြီးတော့မှတုပြီးတော့မှပြုစုရတာနိအဲ့တော့အရင်ဆုံးစုတဲ့ level ပေါ့အဲ့တော့စုရေးဗီဒီယိုလုပ်လို့ရတယ်ဗီဒီယိုအဲ့ဒါထုတ်လို့ရတယ်โอเคရမယ်နော်အဲ့တော့ Google ကနေလည်းကျွန်တော်တို့ရှာလို့ရတယ်အဲ့တော့ရှင်းရှင်းလေး Google မှာသွားပြီးတော့ YouTube video idea ဆိုရိုက်ရှာလိုက်နော်လိမ့်နေအများကြီးကြာလာလိမ့်မယ်အဲ့မှာ100ရှိတယ်200ရှိတယ်300ရှိတယ်အများကြီးပဲYouTube video idea အခု20အခု50ထက်တာတွေတွေ့လိမ့်မယ်ဒါပေမဲ့ထက်တဲ့ဟာတွေကလည်းကျွန်တော်တို့သုံးလို့ရတယ်ပဲလေအဲ့တော့အဲ့ list 3ခုလောက်ကိုထုတ်လိုက်ပြီးရင်အဲ့ထက်မှာကိုဘာမလုပ်ရသေးဘူးလေကို channel နဲ့ဘာကြိုက်တယ်လဲကိုဘာတွေလုပ်လို့ရမလဲဆိုတာကိုရှာပြီးရင်လုပ်လို့ရတယ်နော်ဒါက Google ကနေရှာတာ okay ဒီကောင်မိုက်နေအဲ့တော့ဒီကောင် comment section number 7ဆိုတော့ comment section ဆိုတာကြောင့်ကျွန်တော်တို့တင်ခဲ့တဲ့အရင်တင်ခဲ့တဲ့ဗီဒီယိုတွေအောက်မှာ comment မှာလာမေးရရှင်ကျွန်တော်ဗီဒီယိုတွေအောက်မှာဆိုလို့ရှိရင်အောက်မှာအများကြီးကျွန်တော်မေးကြတယ်ဟိုမှာဒါကဘာဖြစ်တာလဲဒီလိုဒီခုနလိုမျိုးပေါ့နော်ကျွန်တော် music ဗီဒီယိုတွေကိုပြင်တင်လို့ရလားတရှင်းတွေပြန်လုပ်ရှင်လားအဲ့ဒါ game ကစားခြင်းတာဘယ်ကစအဲ့လိုမျိုး comment တွေမေးခွန်းတွေအများကြီးရှိတယ်အဲ့ဒီမေးခွန်းတွေအားလုံးကိုဗီဒီယိုအနေနဲ့ပြင်လို့ရတယ်သူမေးတဲ့မေးခွန်းတစ်ခုမနေ့တုန်းကကျွန်တော် Facebook မှာ group တစ်ခုမှာကျွန်တော်စကားတွားပြီးတော့တယောက်မေးထားတာသူဖြေလိုက်တာသူက view တလောက်ပဲ view တလောက်ရတာဟိုမှာပတ်စံတလောက်ပဲရလို့နဲလို့တဲ့ဆိုတော့ကျွန်တော်ဖြေပြီးတယ် RPN CPN ကျွန်တော်တို့ quality niche ဒါတွေပေါ်မှာမူတည်ပြီးတော့ပါတယ်ဗာညာကျွန်တော်ပြပြသူကအဲ့နားမလည်ဘူးတဲ့ okay နားမလည်ရင်ဗီဒီယိုလုပ်ပေးမယ်လို့ဆိုတော့အဲ့ဒါဒီဗီဒီယို idea တစ်ခုထွက်လာတယ် okay သူတို့ဒါတွေမသိပါလားဟုတ်ပြီအဲ့တော့ဒါကကျွန်တော်တို့ခုနပြောရတော့ Facebook group ကဟာဗောနော်အခုကတော့ကျွန်တော်ပြောနေတာ comment section ကျွန်တော်တို့တင်ခဲ့တဲ့ဗီဒီယိုအောက်မှာဗာလေးတင်ပေးပါအောင်ဒါမှမဟုတ်လို့ရှိရင်ဘယ်ကြောင်းလေးပြပြပေးပါအောင်ဒါမှမဟုတ်လို့ရှိရင်ဒါလေးနားမလည်လို့ရှင်းပြပေးပါအောင်အဲ့လိုမျိုးကိုယ့်ရဲ့ niche ပေါ်မှာမူတည်ပြီးတော့လာမေးတဲ့မေးခွန်းတွေရှိလိမ့်မယ်အဲ့ဒီမေးခွန်းတွေကိုဗီဒီယိုပြန်လုပ်လို့ရမယ်okay ဒါဒီ number 7 number 8 Facebook groups ဒါခုနကကျွန်တော်ပြောတဲ့ဟာပဲ Facebook group တွေထဲမှာလောင်နေတဲ့လူတွေအများကြီးရှိတယ်ကိုယ့် channel နဲ့ဆိုင်တဲ့ Facebook group တွေတွေကိုဝင်ထားပါကျွန်တော်ဆိုဝင်ထားတယ်မြန်မာ YouTuber ဆို YouTube ဘိုင်းမြန်မာအဲ့လိုမျိုးမြန်မာ YouTube creator အဲ့လို Facebook group တွေရှိတယ်ကျွန်တော်အဲ့ဒါကိုဝင်ထားတယ် digital marketing group တွေ content marketing group တွေအကုန်ကျွန်တော်ဝင်ထားတယ်ဝင်ထားပြီးတော့သူတို့ဘာတွေသိချင်နေကြတယ်လဲသူတို့ဘာတွေမေးခွန်းတွေမေးတယ်လဲသူတို့ဘယ်နေရာမှာခက်ခဲတွေရှိတယ်လဲ
ပြီးရင်သူတို့ဘယ်နေရာမှာတက်နေကြတယ်လဲဘယ်နေရာတွေကိုသူတို့ဒုက္ခရောက်နေတယ်အဲ့ဒီအကုန်လုံးကျွန်တော်လိုက်ကြည့်ပြီးတော့မှအဲ့ဒီဟာတွေကိုဗီဒီယို idea တစ်ခုချင်းလောက်သွားလို့ရတယ်သူတို့မေးခွန်းတစ်ခုမေးတိုင်းမှာကျွန်တော်ဗီဒီယို idea တစ်ခုထွက်လာတယ်မေးခွန်း10ခုမေးရင်ဗီဒီယို idea 10ခုထွက်မယ်ထပ်နေတာအရန်များတဲ့မေးခွန်းမျိုးတွေ့ပြီဆိုလို့ရှိရင်အဲ့ဒါဒီအရင်ဆုံးလုပ်တဲ့ဗီဒီယို idea ပေါ့အရန်နဲတဲ့တစ်ခါတလေမှတွေ့တဲ့ဟာဆိုလို့ရှိရင်နောက်မှလုပ်လို့ရတယ်ပေါ့တဘောကဒါမျိုးကျွန်တော်တို့လုပ်လို့ရတယ်အဲ့တော့ဆိုလိုတဲ့တဘောက Facebook group တွေကိုလည်းပြစ်မထားပါနဲ့အခု Facebook group တွေမ join ရသေးဘူးဆိုရင် join မှာကိုယ့်ရဲ့ကိုသွားမဲ့ niche နဲ့ဆိုင်တဲ့ကိုက knowledge ဆိုတဲ့ knowledge group တွေရှိတယ်သူတို့ဘာတွေတင်တယ်လဲသူတို့မေးခွန်းမှာဘာတွေမေးတယ်သူတို့ဘာတွေတောင်းဆိုနေတယ်လဲနော်ဘယ်အကြောင်းလေးပြောပြပေးပါအောင်ကျွန်တော်အင်္ဂလိပ်စာ group တွေမှာဆိုလို့ရှိရင်လည်းလို့တွေ့တယ်ကျွန်တော်တို့ grammar အသုံးလေးပြောပြပေးပါအောင်အဲ့ဒါမျိုးကိုကအင်္ဂလိပ်စာ channel ဆိုရင် grammar အသုံးတွေကျွန်တော်တို့ video လုပ်ပြီးတော့ရောဒီမှာဘယ် grammar လေးသိချင်ကြတယ်လို့ပြောကြလို့ link လေးသွား share ရင်တော့မှ view ရအောင်တဘောကလေဆိုတော့ဒါဒီ Facebook group တွေကိုတုံးပြီးတော့မှကျွန်တော်တို့ idea ရှာတာဖြစ်ပါတယ် okay simple ဖြစ်တဲ့နည်းလမ်းတစ်ခုရှိပါတယ်နံပါတ်9 ask the audience ကိုမေးပါကျွန်တော်တို့ဗီဒီယိုကိုကြည့်နေတဲ့သူတွေဒီကျွန်တော်တို့စကားပြောလို့ရတဲ့အကောင်းဆုံးလူတွေဖြစ်တယ်သူတို့ကျွန်တော်တို့မေးခွန်းတွေမေးလေဗီဒီယိုတစ်ခုတင်နိုင်ထဲမှာနောက်ဗီဒီယိုကြာရင်ဘာအကြောင်းသိချင်ကြလဲ comment မှာကျွန်တော်မှတ်ခဲ့ပြီးပါဒါမျိုးပြောလို့ရတယ်အဲ့တော့ဒီဗီဒီယိုပြီးသွားပြီဆိုလို့ချင်းအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုဘာကြည့်ချင်တယ်လဲဘာသိချင်တာရှိသေးလဲကျွန်တော်တို့အောက်မှာ comment မှာမှတ်ခဲ့လို့ရပါတယ်မရှင်းတာရှိရင်လည်းမှတ်ပြီးတော့မေးပါကျွန်တော်နောက်ဗီဒီယိုကြာလို့ရှိရင်ဖြေပေးပါမယ်ဒါမှမဟုတ်နောက်ဗီဒီယိုမှာမိတ်ဆွေမေးတဲ့အကြောင်းအရာကိုဗီဒီယိုလုပ်ပေးပါမယ်ဆိုပြီးတော့ပြောလိုက် comment တွေလာလိမ့်မယ်နော်အစားပိုင်းကိုက fan သိပ်မရှိသေးဘူး subscriber သိပ်မရှိသေးဘူး comment နည်းမှာပေါ့လေဒီဖိနဲ့ comment များလာလို့ဗီဒီယိုလောက်ရတာမနိုင်လို့ idea တွေတော့ဒါအထက်ကုန်ရဲ့ပုံစံမျိုးတော့ဖြစ်သွားနိုင်တယ်နော်ဆိုတော့နောက်တစ်ခုဒီကောင်ရဲ့အားသာချက်တစ်ခုကကျွန်တော် engagement မှာတက်တယ်ကျွန်တော်ရဲ့ဗီဒီယိုရဲ့အောက်မှာလူတွေက comment မှတ်တာဖြစ်တဲ့အတွက် YouTube အနေနဲ့ပြောရလို့ရှိရင်ဒီဗီဒီယိုကတော်တော်လေး conversation create ဖြစ်တာပဲတော်တော်စကားပြောကြတာပဲဒီဗီဒီယိုကိုလူတွေစီကိုပို့ပေးရမယ်ဆိုတော့စိတ်ကလေး YouTube မှာဝင်လာ YouTube algorithm မှာအဲ့တော့ကျွန်တော်တို့ရဲ့ဗီဒီယိုကလည်း engagement ပိုကောင်းတော့လူတွေစီကိုပို့ပြီးတော့ရောက်စေတယ် okay အဲ့တော့ဒါဒီအရင်ကောင်းတဲ့နည်းလေးဖြစ်တယ် ask the audience okay number 10 trans ကကျွန်တော်တို့ဗာလဲဆိုလို့ရှိရင်ဘာတွေခေတ်စားနေလဲလူတွေဘာအကြောင်းပြောနေကြလဲသိအောင်လုပ်ပါအခုကျွန်တော်တို့ Telenor ကျွန်တော်ဒီဗီဒီယိုရိုက်တဲ့နေ့မှာပဲ Telenor ကလည်းညနေထွက်ပါပြီသူရောင်းလိုက်ပြီပေါ့နော်ဆိုတော့အဲ့ဒါဒီလူတွေစိတ်ဝင်စားနေတဲ့အကြောင်းအရာအဲ့တော့အဲ့လိုမျိုးအကြောင်းအရာမျိုးတွေဖြစ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့က trend တွေကနေလိုက်ပြီးတော့မှဗီဒီယိုတွေဖန်တီးလို့ရတယ်အခုဘာတွေခေတ်စားနေလဲခေတ်စားနေဆိုအကြောင်းအရာမျိုးပေါ့ကို niche နဲ့လည်းဆိုင်ရမယ်ကျွန်တော်တို့ digital marketing လောကကလူတွေက Telenor ထွက်သွားတဲ့သတင်းကကျွန်တော်တို့သတင်းနောက်ပြီးမြန်မာနိုင်ငံသတင်းကိုသိကျင်တဲ့လူတွေကလည်းဒါသူတို့သတင်းဒါပေမဲ့ celebrity အကြောင်းကိုကြည့်တဲ့လူတွေကကြတော့အဲ့ဒါဒီအရင်စိတ်ဝင်စားစရာမကောင်းသေးဘူးဆိုတော့ Telenor သတင်းကတော့စိတ်ဝင်စားစရာကောင်းပါဘူးဗျာကျွန်တော်ငယ်လုံးသုံးတာဆိုတဲ့အတွက်ဆိုတော့တော့niche မတူလို့ရှိရင်စိတ်ဝင်စားမှုတိတ်မတူနိုင်ဘူးဆိုတာကိုပြောချင်တာเนาะအဲ့တော့ဘာတွေစိတ်ဝင်စားလဲသိအောင်လို့ဒီမှာကျွန်တော်ပြောထားတယ် Google Trends Facebook YouTube Trending အဲ့တော့ Google Trends ဆိုတာကျတော့ trends.google.com ဆိုတာရှိပါတယ်အဲ့ Google Trends ကနေပြီးတော့ကျွန်တော်စိတ်ဝင်စားမှုအကြောင်းအရာတွေကိုရှာကြည့်လို့ရပါတယ်ကျွန်တော်ပြီးရင်ရှာပြပါမယ်Facebook ကတော့ရှင်းပါတယ်ကျွန်တော်တို့ Facebook Newsfeed မှာဘာတွေတက်လာနေတယ်လဲတက်လာတဲ့နေ့အထဲမှာရှိတဲ့လူပြောအများဆုံးအကြောင်းအရာကဒါဒီနေ့အတွက်စိတ်ဝင်စားစရာကောင်းဆုံးဟာပေါ့နော်နောက်ဆုံးတစ်ခုကကျွန်တော် YouTube Trending ကျွန်တော် YouTube ပေါ်မှာလေကျွန်တော်တို့ Trending ရှိပါတယ် page ရှိပါတယ် training session ရှိပါတယ်ဘယ်နေရာမှာလဲဆိုလို့ရှိရင်ကျွန်တော် desktop နဲ့တွားလိုက်လို့ရှိရင်ကျွန်တော် explore ဆိုတဲ့ text ကိုတွေ့ပါလိမ့်မယ်ဖုန်းမှာလည်းပါပါလိမ့်မယ်ပေါ့နော်ဆိုတော့အဲ့မှာကျွန်တော် explore ထဲမှာ training ဆိုတဲ့ session ရှိပါတယ်အဲ့ training session ကနေပြီးတော့မှလူတွေဘာစိတ်ဝင်စားနေလဲဆိုတဲ့ဟာကိုကြည့်လို့ရတယ်ဒါကျွန်တော်နိုင်ငံအတွက်တော့မဟုတ်ဘူးခုနက Google Trends နဲ့ Facebook ကတော့ကျွန်တော်နိုင်ငံအတွက်ပို့အဆင်ပြေတယ် YouTube training ကတော့ဒါကျွန်တော်training ဖြစ်တဲ့ဟာကိုရှာဖို့အတွက်ထည့်ထားတာတကယ်တော့မြန်မာနိုင်ငံအတွက်ကအရင်အသုံးမဝင်ဘူးပေါ့နော်ဆိုတော့အဲ့ traffic နေတာကိုတွေ့ပြီးတော့ကျွန်တော်တို့နိုင်ငံအတွက်ကိုတုံးလို့ရမယ်ဆိုလို့ရှိရင်ကျွန်တော်ဗီဒီယိုတွေလုပ်ရပြီ okay ဒါတော့ number 10ပါ okay ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်ဒီနေ့ပြောခဲ့တဲ့ဗီဒီယို idea 10ခုဗီဒီယို idea ဘယ်လိုရှာရမလဲဆိုတော့ idea ရှာပုံရှာနည်း10ခုကနေပြီးတော့မှ idea တွေရှာဖို့အတွက်ကို ready ဖြစ်ပြီလို့ကျွန်တော်ယုံကြည်တယ်အဲ့တော့မပြီးသေးဘူးကျွန်တော်တို့နောက်ထပ်မိတ်ဆွေအတွက်ကို ready တုံးလို့ရမယ်ဗီဒီယို idea အခု90တခါတည်းကျွန်တော်ချပေးဖို့ရှိပါတယ် next video လာခဲ့ပါ